ထိုင်းနိုင်ငံမှာဒီနေ့မနက်ကဖြစ်ပွားခဲ့တဲ့ကြောင်းတွင်းပစ်ခတ်မှုတစ်ခုကြောင့်နိုင်ငံတော်ဝန်မှာအကြီးအကျယ်တုန်လှုပ်လှုပ်ခတ်နေပါတယ်။ငငယ်ကလေးကကျွေးမွေးလာတဲ့အဖိုးနဲ့အဖွားကိုအိမ်မာရင်းအရင်ဆုံးပြစ်တက်လိုက်ပါတယ်။အဲဒီနောက်သွေးဆုံးနေတဲ့လက်နဲ့ကျောင်းကိုတွားပြီးတော့သူ့ကိုစာသင်ပေးနေတဲ့ဆရာမတွေနဲ့အတူစောနေကြတငယ်ချင်းကျောင်းသားတွေကိုပါတနက်နဲ့အဆက်မပြတ်ပစ်ခတ်ပါတော့တယ်။ဒါကရုပ်ရှင်ဇာတ်လမ်းမဟုတ်ပါဘူး။ဒီနေ့ဩဂတ်စ်လ9ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့စင်ကြေဖုံးမှာတကယ်ကိုဖြစ်ပွားခဲ့တဲ့လူ9ဦးသေဆုံးပြီးတော့20ထက်မနည်းဒဏ်ရာရခဲ့တဲ့ထိုင်းနိုင်ငံတမိုင်းမှာအဆိုးအဆုံးနဲ့ထိတ်လန့်စရာအကောင်းဆုံးကျောင်းတွင်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြီးဖြစ်လာပါတယ်။ဘာကြောင့်အသက်14နှစ်အရွယ်ကလေးတစ်ယောက်ကဒီလောက်ရက်ဆက်တဲ့လူသက်ကောင်ဖြစ်သွားတာလဲ။အင်တာနက်ပေါ်ကဗီဒီယိုတွေကသူ့ကိုဘယ်လိုမျိုးဖုံးလွှမ်းသွားခဲ့တာလဲ။ထိုင်းနိုင်ငံမှာတနက်ကင်ဆောင်ခွင့်တွေကဘလောက်တောင်လွယ်ကူနေလို့လဲဆိုတာကိုဒီနေ့ရှင်းပြပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ဩဂတ်စ်လ9ရက်နေ့ပါ။ဒီနေ့မှာတော့ထိုင်းနိုင်ငံတစ်ခုထဲမှာသာမကဘဲနဲ့ကမ္ဘာလုံးဆိုင်ရာကမိဘတွေဆရာမတွေကိုပါအကြီးအကျယ်တုံလို့လှုပ်ခတ်စေခဲ့တဲ့ဒီထိုင်းနိုင်ငံနွန်သက်ဘူရီပြည်နယ်ကတက်စီရင်ကျောင်းတွင်းပစ်ခတ်မှုကြီးအကြောင်းကိုတင်ဆက်ပေးတော့မယ်။ဒီအထိတ်တလန့်ဖြစ်ရကြီးက2026ခုနှစ်ဩဂတ်စ်လ9ရက်နေ့ဒီနေ့တောက်ကြနေ့မနက်ပိုင်း10:00နာရီဝန်းကျင်မှာဘန်ကောက်မြို့အနောက်ဘက်စင်ကြီးဘုံနောင်သက်ဘူရီမှာစတင်ခဲ့တာပါ။ပစ်ခတ်မှုကိုကျူးလွန်တဲ့သူကအသက်14နှစ်ပဲရှိသေးတဲ့ကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ပထမဆုံးထိတ်လန့်စရာကောင်းတာကသူကကျောင်းကိုဒိုင်းရိုက်မသွားခင်အိမ်မာတင်လူသက်ပွဲကိုစတင်ခဲ့တာပါရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးချက်အရဆိုရင်အဲ့ဒီကျောင်းသားလေးကအဖိုးပြည့်သူပိုင်ဆိုင်တဲ့လက်နက်ကိုယူပြီးတော့သူ့ကိုပြစ်စုဆောက်ရှောက်ထားတဲ့အဖိုးနဲ့အဖွာနှစ်ဦးစလုံးကိုသူတို့ရဲ့အိမ်မှာပဲအရင်ဆုံးတနက်နဲ့ပစ်ပြီးတော့တတ်ခဲ့ပါတယ်မိသားစုဝင်တွေရဲ့အဆိုအရဒီကလေးကမိဘတွေကကွဲကွာသွားကြတဲ့ကဘန်မန်နေဂျာအဟောင်းဖြစ်တဲ့အဖိုးရဲ့ကျောင်းဆရာမဖြစ်တဲ့သူ့ရဲ့အဖွားရဲ့နဲ့အတူနေလာခဲ့တာပါသူကအပြင်သွေးမထွက်ပဲနဲ့အိမ်မှာပဲဂိမ်းစောလေးရှိတဲ့အေးစစ်စစ်နေတဲ့ကလေးတစ်ယောက်ဖြစ်ပြီးတော့မိသားစုပြဿနာကြီးကြီးမားမားရှိတယ်လို့လည်းမထင်ရဘူးလို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီအေးစစ်တဲ့ကလေးကပဲသူ့ရဲ့အဖိုးနဲ့အဖွားကိုပြစ်တက်ပြီးတဲ့နောက်ကျောင်းကိုထွက်သွားခဲ့တာပါ။မနက်10:00နာရီဝန်းကျင်မှာတော့ဒီတနက်သမားကျောင်းသားကသူတက်နေတဲ့တက်စီရဲ့နောင်တပူရီကျောင်းကိုရောက်လာပါတယ်။အဲ့ဒီကျောင်းကကျောင်းသားပေါင်း3100ကျော်နဲ့ဆရာမ148ယောက်တောင်ရှိတဲ့နာမည်ကြီးအထက်တန်းကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ကျောင်းကိုရောက်ချင်းပဲသူကဆရာမတွေနဲ့ကျောင်းသားတွေကိုပြစ်မှတ်ထားပြီးတော့အစမပြတ်တန်းနဲ့ပြစ်ခတ်ပါတယ်။တေဆုံးသူတွေအနေနဲ့ဒီပြစ်ခတ်မှုမှာဆရာမ9ဦးနဲ့ကျောင်းသားတွေ3ဦးအနည်းဆုံး9ဦးထက်မနည်းတေဆုံးခဲ့ပါတယ်။အိမ်ကအဖိုးအဖွား2ဦးပေါင်းရင်သူတက်ခဲ့တဲ့လူကမနည်းပါဘူး။အသက်အငယ်ဆုံးတေဆုံးသူကအသက်12နှစ်အရွယ်ကလေးငယ်လေးဖြစ်ပါတယ်။ဒဏ်ရာရတဲ့သူတွေကတော့အနည်းဆုံးလူ20နီးပါးထက်မနည်းဒဏ်ရာရပြီးတော့အဲ့ဒီထဲက9ဦးကအလွန်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။အသက်73နှစ်နဲ့14နှစ်အရွယ်ကျောင်းသား2ယောက်အတွက်ဆိုရင်ခန္ဓာကိုယ်ထဲမှာကြီးစံကိုဖယ်ရှားဖို့အရေးပေါ်ခွဲစိတ်မှုလုပ်ဖို့အေသွေးအမျိုးအစားအလွန်အရေးတကြီးလိုအပ်နေရလို့ဆရာဝန်တွေကအကူအညီတောင်းခဲ့ရပါတယ်။ကျူးလွန်သူရဲ့အဆုံးသတ်အနေနဲ့အဲ့ဒီနောက်မှာကျူးလွန်သူကျောင်းသားကအခင်းဖြစ်ပွားရနေရပါပဲသူ့ကိုယ်သူဦးခေါင်းကိုညာဘက်ကနေပြီးတနက်နဲ့ပစ်ခတ်ပြီးတော့အဆုံးစီရင်သွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ကနဦးအတည်ပြုချက်အရကျောင်းမှာတေဆုံးသူ9ဦးကျူးလွန်သူအပါအဝင်အိမ်မှာ2ဦးစုစုပေါင်း9ဦးထက်မနည်းတေဆုံးခဲ့တာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ရဲ့အဆိုအရဆိုရင်ကလေးကကြီးစံအတောင့်26တောင့်ထက်မနည်းအနည်းဆုံးပစ်ခတ်ခဲ့ပြီးတော့သူ့ရဲ့လွယ်အိတ်ထဲမှာနောက်ထပ်ကြီး30ကျော်အပိုထက်လာတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အခင်းဖြစ်ပွားတဲ့အချိန်မှာကျောင်းကဒီသွေးပြစရာအခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။အင်္ဂလိပ်စာသင်တန်းကကျောင်းသားလေးတစ်ယောက်ရဲ့ထွက်ဆိုချက်မှာဆိုရင်ကျောင်းသားတစ်ယောက်ကအတန်းနဲ့ပြေးဝင်လာပြီးတော့ဆရာမတော်အပြစ်ခံရပြီလို့အော်ပြောပါတယ်။အဲဒီတော့မှတော့ကျွန်တော်တို့အားလုံးအတန်းတကားကိုချက်ချင်းပိတ်လိုက်ပြီးစပွဲတွေကလတ်ခိုင်းတွေကိုအသေးပိတ်ဆို့ပြီးတော့မိတဲ့အကုန်ပိတ်အတန်မထွက်ဘဲနဲ့ကျမ်းပြင်မှာဝစ်ပြီးနေခဲ့ကြပါတယ်။အဲဒီလိုနဲ့မိနစ်30လောက်ရဲတွေလာတဲ့အထိပုံနေခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီကျောင်းသားကသူကအင်တာနက်ကဗီဒီယိုတွေကြည့်ပြီးတော့ပြစ်ခတ်မှုဖြစ်လာရင်အသက်ရှင်အောင်ဘလို့ပုံနေရမလဲဆိုတာကိုသင်ထားဘူးလို့အခုလိုချက်ချင်းတုံ့ပြန်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ပြန်ကောင်းစွာနေပဲတနက်သမားကသူတို့ရဲ့အတန်းရှိကဖြတ်သွားခဲ့ပေမဲ့အတန်းတွေကဘယ်သူမှမထိခိုက်ခဲ့ပါဘူး။ဒါကြောင့်အသက်14နှစ်အရွယ်ကလေးတစ်ယောက်ကဒီလိုအဆုလိုက်အပြုံလိုက်ပြစ်ခတ်မှုကိုဘာလို့ကျူးလွန်ရတာလဲဆိုတာကိုရဲတွေကအပူတပြင်းစုံစမ်းနေပါတယ်။ကျောင်းကအကြံပေးဆရာရဲ့အဆိုအရဆိုရင်ဒီကလေးကအရင်ကရန်ဖြစ်တတ်တဲ့ကျန်းတန်းတဲ့အမှုအကျင့်မျိုးလုံးဝမရှိပါဘူးတကယ်ချင်းတွေလည်းရှိပြီးတော့စာကြိုးစားတဲ့ကလေးတစ်ယောက်ပါလို့ဆိုပါတယ်ဒါပေမဲ့ရဲတပ်ဖွဲ့ကကလေးရဲ့ကွန်ပျူတာကိုဝင်ပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာတော့အလွန်ထိတ်လန့်စရာကောင်းတဲ့အချက်လက်တွေကိုတွေ့ခဲ့ရပါတယ်သူ့ရဲ့ YouTube ဒီ history မှာဆိုရင်ကျောင်းတွင်းပြစ်ခတ်မှုတွေအစိုးလိုက်ပြုံလိုက်ပြစ်ခတ်သူတွေရဲ့ဗီဒီယိုမှတ်တမ်းတွေအများအပြားကိုကြည့်ရှုထားတာကိုတွေ့ရပါတယ်။ဒါအပြင်တနက်တွေလက်နက်ငယ်လက်နက်ကြီးတွေဒီကင်တွယ်ပုံတွေနဲ့ပတ်သက်တဲ့ဂိမ်းလင့်တွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒီလိုမျိုးဗီဒီယိုတွေကိုပြစ်ခတ်မှုမဖြစ်ခင်တပတ်လောက်အလိုကလေးကကြည့်ရှုနေခဲ့တာဖြစ်လို့ဒီလိုရက်ကရုတ်တရက်ဒေါသထွက်လို့ထပစ်တာမဟုတ်ဘဲနဲ့ကြိုတင်းပြီးတော့စီစဉ်ထားခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကကနဦးသုံးသပ်ထားပါတယ်။ဒီနေရာမှာမေးစရာရှိတာကအသက်14နှစ်အရွယ်ကလေးတစ်ယောက်ကတ
နက်ကိုဘယ်လိုများရတော့တယ်လဲဆိုတာဖြစ်ပါတယ်ထိုင်းနိုင်ငံကအရှိတောင်အာရှမှာတကယ်တမ်းဆိုရင်တနက်အပေါ်များဆုံးနိုင်ငံဖြစ်ပါတယ်2019ခုနှစ်စည်ရင်းတွေအရဆိုရင်ထိုင်းနိုင်ငံမှာအရက်သားတွေကင်ဆောင်ထားတဲ့တနက်က10.3 တန်းအထိရှိပါတယ်လူတရာမှာ15ယောက်တနက်နှုံးရှိနေတဲ့သဘောဖြစ်ပါတယ်တနက်နဲ့လူသက်မှုနှုံးမှာလည်းဖိလစ်ပိုင်ပြီးရင်ထိုင်းကဒုတိယအများဆုံးဖြစ်လာပါတယ်2020ခုနှစ်မှာစစ်သားတအူးကတနက်နဲ့ရမ်းပြီးပစ်ခဲ့လို့လူ29ဦးသေဆုံးခဲ့တယ်2022ခုနှစ်မှာရဲအရာကြီးတအူးကနေကလေးနှင်းချောင်းကိုဝင်ပစ်လို့ကလေးငယ်22ဦးအပါအဝင်36ဦးသေဆုံးခဲ့ပါတယ်ဒါကထိုင်းနိုင်ငံမှာဒီတမိုင်းမှာအဆိုးရွားဆုံးအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြီးဖြစ်ပါတယ်2023ခုနှစ်မှာလည်းအသက်14နှစ်အရွယ်ကလေးတစ်ယောက်ကပဲဘန်ကောက်ကနာမည်ကြီးဇိမ်ခံကုန်တိုက်ကြီးစီယမ်ပါတကွန်မှာဝင်ပစ်လို့လူ2ဦးသေဆုံးခဲ့ပါတယ်အခု2026ခုနှစ်ဖေဖော်ဝါရီလကပဲဟက်ရိုင်မြို့ကကျောင်းတစ်ကျောင်းမှာတနက်ပစ်ခတ်မှုကြောင့်ဆီယာမ2ဦးသေဆုံးခဲ့ပါတယ်ဆိုလိုတာကထိုင်းနိုင်ငံမှာအစုလိုက်အပြုံလိုက်တနက်နဲ့ပစ်ခတ်မှုတွေကအခုနောက်ပိုင်းမှာအမေရိကန်နိုင်ငံလိုမျိုးတနက်ဥပဒေတွေဘလောက်ပဲတင်းကျပ်အလွယ်တကူလက်လန်းမီနေတဲ့ပြဿနာကိုဒီမဖြေရှင်းနိုင်သေးပါဘူးဒီပြစ်ခတ်မှုဖြစ်စဉ်နဲ့တရက်ထဲတောက်ကြနေမှာပဲထိုင်းနိုင်ငံကန်ချနာဘူရီမြို့ကနေကလေးရင်းကျောင်းကိုလည်းဒီကားတစ်စီးကဝင်ပြီးအရှိန်လုံးတိုက်ခိုက်မိတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်အဲ့ဒီရင်တိုင်မှုကြောင့်အနည်းဆုံးလူ10ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးတော့ဆေးရုံကိုအရေးပေါ်ပို့ဆောင်ထားရပါတယ်ဒါကကျောင်းတွင်းပြစ်ခတ်မှုနဲ့မသက်ဆိုင်ပေမဲ့ထိုင်းနိုင်ငံကကလေးငယ်တွေရဲ့လုံခြုံရေးအတွက်ဒီနေ့တောက်ကြနေကအလွန်မဲမောင်လွန်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ရပါတယ်အချုပ်ပြောရရင်တော့အသက်14နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ဒီလိုမျိုးတနက်နဲ့ဝင်ပြတဲ့လုပ်ရက်ကထိုင်းနိုင်ငံတစ်ခုတည်းအတွက်သာမကဘဲနဲ့ကမ္ဘာတဝန်းလုံးကမိဘတွေဆီယာဆီယမတွေအားလုံးကိုအကြီးအကျယ်တုံ့လှုပ်သွားစေတဲ့အချက်ပေးခေါင်းလောင်းတင်ကြီးဖြစ်ပါတယ်မိသားစုအတိုင်းဝိုင်းရဲ့အပြောင်းအလဲ online နဲ့လူမှုကွန်ရက်ပေါ်ကအကြမ်းဖက်မှုတွေဂိမ်းတွေရဲ့လွှမ်းမိုးမှုနဲ့လက်နက်တွေကိုအိမ်မှာအလွယ်တကူလက်လန်းမိတိုင်းမှုဒီအချက်တွေကိုအားလုံးပေါင်းစုံသွားတဲ့အခါမှာတော့အေဂျင့်နဲ့ចောင်းသားလေးတယောက်ကရက်ဆက်တဲ့လူသက်သမားတယောက်အဖြစ်သွားနိုင်တယ်ဆိုတာကိုအကောင်းဆုံးသက်သေပြလိုက်တာဖြစ်ပါတယ်ဒီအဖြစ်ဘက်ကကြံရည်သူမိသားစုတွေထိတ်လန့်သွားတဲ့ចောင်းသားလေးတွေရဲ့စိတ်ဒဏ်ရာတွေကိုဘယ်လိုမျိုးပြန်ပြီးကုစားပေးမလဲဆိုတာနဲ့ဒီလိုမျိုးနောက်ထပ်သွေးစွန်းတဲ့နေ့ရက်တွေဖြစ်မလာအောင်ဘယ်လိုမျိုးတားဆီးမလဲဆိုတာကထိုင်းအစိုးရနဲ့လူအဖွဲ့အစည်းအတွက်အကြီးမားဆုံးသောစိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်းတင်ဆက်ပေးလိုက်ရပါတယ်အချိန်ပေးပြီးကြည့်ရှုနာဆင်ပေးရကျေးဇူးတင်ပါတယ်အားလုံးပဲဘေကင်းလုံခြုံကြပါစေကျွန်တော်က politics လက်ကလိမ့်ခိုင်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါခင်ဗျာ